တေမယုံနိုင်လောက်တဲ့အချက်ကဇနီးတွေကနေ့စဉ်တည်ရန်ဆောင်နေရတယ်တခါတရံမိချောင်းပန်းဆက်ထဲခေါင်းထဲတယ်တခါတရံစစ်မီပုံဖော်ကရစ်ပူဇော်ခန်းအသေးကောင်းပုံဖော်တယ်ဂိုလိုသားတွေပြန်ပေးဆွဲတဲ့အခန်းကိုမှကစားဖူးတယ်အစောပိုင်းမှာခင်ပွန်းတဲ့ဇနီးတဲ့ရဲ့တရုတ်ဆောင်မှုကိုပါဝင်ကူညီပြီးအញ្ញမ်းကိုဟန်ဆောင်ခဲ့သေးတယ်ဒါပေမဲ့သူဟန်ဆောင်ရမှာသုံးတဲ့ပစ္စည်းတွေရဲ့ဈေးကိုကြားတဲ့အခါသူ့မျက်ရည်တွေဟာချက်ချင်းဆိုသလိုစစ်မှန်တဲ့ခန်းစားချက်တွေဖြစ်သွားတယ်အချိန်ကြာလာတော့သူမှမခံချင်တော့ဘူးဇနီးတဲ့ကိုဒီကစားနည်းမကစားဘူးတိုက်တွန်းတယ်ဒါပေမဲ့ဇနီးတဲ့ကမနာခံဘူးပို့ပြီးတော့ယူသွားလာတယ်ထူးဆန်းတဲ့ပင်စင်မှုတွေနဲ့ပစ္စည်းတွေကအိမ်တလုံးကိုပြည့်စုံအောင်ထည့်လာတယ်နောက်ဆုံးမှခင်ပွန်းတဲ့တီးမခံတော့ဘူးပစ္စည်းအလုံးကိုစုပြီးအမိုက်ပုံးနဲ့ပစ်လိုက်တယ်ဒါပေမဲ့မမျော်လင့်ဘူးဆက်ဆူးနေတဲ့အိမ်နီးချင်းဟာအမိုက်ပုံးနဲ့ကြော်ညာရှာဖွေနေတဲ့အခါခင်ပွန်းတဲ့ဟာလူသားသမားလိုထင်လူနီးပါးဖြစ်သွားတယ်နောက်ဆုံးတစ်နေ့မှာဇနီးတဲ့အိမ်ပြန်ရောက်တဲ့အခါခင်ပွန်းတဲ့ငိမ်သက်စွာကျမ်းပင်ဖော်လဲနေတာကိုတွေ့လိုက်ရတယ်သူ့နှလုံးသားခုန်ခြင်းကုန်ပြီးတကယ်ပဲမတော်တဆထိခိုက်မှုတစ်ခုဖြစ်သွားပြီလို့ထင်မိတယ်ဒါပေမဲ့မမျှော်လင့်ပါဘူးဒီတစ်ချိန်မှာတော့ခင်ပွန်းကဟန်ဆောင်နေတာပါ